Hello guys ဒီနေ့မှာတော့ I'm very fast noun ကိုသုံးပြီးတော့ကိုဝေးထားတဲ့ຢာလေးကိုပြောပြပါမယ် I'm wearing a watch on my left wrist ငါရဲ့ပပတ်လက်မှာနိုင်ဝတ်ထားပါတယ် I'm wearing a pair of glasses I'm wearing a pair of glasses ငါမျက်မှန်တပ်ထားပါတယ် I'm wearing a perfume I'm wearing a perfume ငါရှင်ဝတ်ထားပါတယ် I'm wearing fast noun ကိုရှင်ဝတ်စွတ်တာတွေဖနက်စီးတာတွေအင်ဂျီဝတ်တာတွေအားလုံးကိုပြောလို့ရပါတယ်ဒီပဋ္ဌာန်းလေးကိုကိုယ့်ရဲ့နေ့စဉ်ဘဝမှာအသုံးပြုသွားပါ speaking skill ကိုရက်60အတွင်းတိုးတက်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်မရဲ့ English speaking video class ကိုလာပြီးတော့ join လိုက်ပါဒီ class မှာ topic ပေါင်း3-6ခုပါမယ် speaking pattern ပေါင်း100ပါမယ် speaking technique တွေလည်းပါမယ်ဆိုတော့ဒီသင်ခန်းစာတွေကိုတေချာလိုက်လုပ်ပြီးတော့လေ့ကျင့်သွားမယ်ဆိုလို့ရှိရင်ရက်60အတွင်းကိုယ့်ရဲ့ English speaking skill ကတိတိတတ်တာကိုတိုးတက်လာပါလိမ့်မယ်သင်တန်းကြီးကတော့4000ခွဲကျပ်ထဲဖြစ်ပါတယ်4500ကျပ်ထဲနဲ့တသက်တာလေ့လာခွင့်ကိုပေးတော့မှာဖြစ်ပါတယ်သင်တန်းကိုဖေဖော်ဝါရီ9ရက်နေ့မှာဖွင့်ပေးတော့မှာဖြစ်ပါတယ်ဖေဖော်ဝါရီ9ရက်နေ့ကစပြီးတော့ group တွေကိုဗီဒီယိုတွေပို့ပေးသွားမှာပါဇန်နဝါရီ20အတွက်အနံ့တို့တွေကိုတော့3000ကျပ်ထဲနဲ့တသက်တာလေ့လာခွင့်ကိုပေးတော့မှာဖြစ်ပါ